ဒီဗီဒီယိုကတော့ကျွန်တော်ဒီ Google AI Studio ကိုဘယ်လိုအသုံးပြုရမလဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီ Google AI Studio ကိုကျွန်တော်တို့အသုံးပြုခြင်းအဖြစ်ကောင်းမဲ့ကောင်းခြင်းတွေအများကြီးရှိရပေါ့နော်။ဥပမာကျွန်တော်တို့က Vibe coding လေ့လာတာပဲဖြစ်ဖြစ် maybe system တိစောက်တာပဲဖြစ်ဖြစ်အခြားသောကျွန်တော်တို့ API နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော်တို့အများကြီးလုပ်လို့ရပါတယ်။ဒီ Google AI Studio မှာဆိုလို့ချင်းလက်ရှိပြောင်းလဲသွားတဲ့ update ကိုလည်းဒီဗီဒီယိုထဲမှာသိရမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ကဒီ Google AI Studio တွေသွားမယ်ဆိုလို့ချင်းကျွန်တော်တို့က browser မှာကျွန်တော်တို့ကဒီ Google AI Studio ဆိုပြီးကျွန်တော်တို့ရိုက်ထည့်လိုက်ပေါ့နော်ပထမဆုံးသိထားဖို့လိုတာကကျွန်တော်တို့က Google AI Studio သုံးမယ်ဆိုလို့ချင်းကျွန်တော်တို့က VPN လိုပါတယ် VPN ချိန်ထားပြရတဲ့နဲ့ကျွန်တော်တို့ Google AI Studio တွေကိုကျွန်တော်တို့လိုပါတယ်ပြောလို့ချင်းမြင်ရမယ့် interface ကတော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကတော့ဒီupdate system တွေတိစောက်တဲ့ဟာကိုပဲဦးစားပေးပြသွားမှာဖြစ်တဲ့အတွက်ဒီ interface ကိုခဏမိထားပေးပါပြီးရင်ကျွန်တော်တို့က base ဆိုတဲ့ထဲကိုဝင်ပါပြီးတော့လို့ချင်းကျွန်တော်တို့က UI app ဆိုတာရှိတယ်ဒီနေရာမှာကတော့ကျွန်တော်တို့ကစပြီးတော့ကျွန်တော်တို့ခိုင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာပြကျင်တဲ့ဒီ UI တွေကိုကျွန်တော်ပြောပြပေးပါမယ်ဒီ UI gallery ကတော့သူနဲ့ပတ်သက်တဲ့ကိစ္စတွေပြောပြပေးထားတာကျွန်တော်တို့ဒီမှာ UI app ဆိုတာတော့ကျွန်တော်တို့ဖန်တီးထားတဲ့ app တွေကိုကျွန်တော်တို့သူကပြပေးထားတာပေါ့နော် UI app ကိုကျွန်တော်ဒီကောင်ကိုဖွင့်လိုက်မယ်ဆိုလို့ချင်းဒီဘက်မှာမြင်ရမှာပဲဖြစ်ပါတယ်ဒါကကျွန်တော်အရှိမကျွန်တော်ခိုင်းထားခဲ့တဲ့ system တစ်ခုဖြစ်ပါတယ်ဒါကျွန်တော် full version အနေနဲ့မြင်နေတယ်ဆိုလို့ချင်းတော့ဒီမှာကျွန်တော် full screen နှိပ်ကြည့်ပြလိုက်ပါ dashboard ပါတယ် marketing ပါတယ်ကျွန်တော်တို့ HR ပါတယ်ဒါကကျွန်တော်တို့ marketing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကုန်လုံးကိုဒီထဲမှာကျွန်တော်တို့က CRM ပါတယ် SEO ပါတယ်ကျွန်တော်တို့ဒီ social media ပါတယ် email marketing ပါတယ်ပို့ရင်ကျွန်တော်တို့က automation system တွေလည်းပါတယ်ပေါ့နော် HR နဲ့ပတ်သက်လို့ချင်းတော့ကျွန်တော်တို့က core HR အနေနဲ့ကျွန်တော်တို့က all in one ဒီထဲမှာချုပ်ပြီးတော့လုပ်ထားတယ်တခုရှိတယ်နောက်ပြီးတော့ recruitment နဲ့ပတ်သက်တဲ့ဟာပါတယ်ပေါ့နော်ပေါ်လို့ချင်း training တွေနဲ့ပတ်သက်တဲ့ဟာပါတယ်ဒါကကျွန်တော်ပြပေးတာကဒီ Google AI Studio နဲ့ကျွန်တော်ဖန်တီးထားတဲ့ဟာကိုပြောပြပေးတာပေါ့နော်အကယ်၍ဒီမှာကိုက function တွေထပ်တိုးခြင်းတယ်ဆိုလို့ချင်းလည်းထပ်တိုးခိုင်းလို့ရတယ်ပေါ့နော်နောက်တစ်ခုကျတော့ဒီမှာထပ်တည်ထားဖို့လိုတာကိုက project တစ်ခုကိုလုပ်ပြီးသွားပြီဆိုလို့ချင်းဒီမှာ share ဆိုတာပါတယ်ပေါ့နော်ဒီ share ကခုနဒီ setting ကိုနှိပ်တာနဲ့အတူတူပဲပေါ့ဒီ setting နှိပ်လိုက်လို့ချင်းဒီမှာ function တွေအကုန်ပါလာမယ်လွန်ခဲ့တဲ့2လ3လလောက်ကတော့ကျွန်တော်တို့ကဒီ Google AI Studio မှာက download project ဆိုတာပါတယ်အခုတော့ဒီ download project ဆိုတဲ့ဟာကိုသူကပိတ်ပလိုက်ပြီပေါ့နော်အဲ့တော့သူကဘာပေးထားလဲဆိုတော့သူက GitHub နဲ့ကျွန်တော်တို့ integration လုပ်လို့ရတယ်ကိုယ့်ရဲ့ project file ကိုက GitHub မှာသွားတင်ကျင်တယ်ဆိုလို့ချင်း GitHub account ကိုအရင်ဖွင့်ထားဖို့လိုတယ် GitHub account ကိုဖွင့်ပေါ်လို့ချင်းကျွန်တော်ဒီမှာ GitHub နဲ့ချိန်ထားပြီးသားဖြစ်သွားလို့ GitHub ကိုနှိပ်လိုက်တာနဲ့သူက GitHub နဲ့ချိန်ရန်ဆိုတဲ့အရာကိုသူကထပ်ဖော်ပြပေးတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီအခြေအနေကတော့ကျွန်တော်ဒါ GitHub နဲ့ချိတ်ဆက်ပြီးသွားပြီဆိုတဲ့အခြေအနေကိုပြပေးတာပါပြီးတော့လို့ချင်းဒီ project ကိုကျွန်တော်တို့က all in one system ဆိုပြီးကျွန်တော်နာမည်ပေးလိုက်မယ်ပြီးတော့လို့ချင်းဒီမှာ distraction ကတော့ဒီအရာပဲပြန်ထည့်ပေးလိုက်မယ်ပေါ့နော်ကျွန်တော်လောဆယ်ဒီမှာ testing ဆိုတော့ maybe ဒီ project ကိုကျွန်တော်တို့က GitHub မှာကျွန်တော်တို့က private အနေနဲ့ပေးသုံးပါလားဒါမှမဟုတ်လို့ချင်းကျွန်တော်တို့က public အနေနဲ့သုံးပါလားပေါ့နော်ပြီးတော့လို့ချင်းကျွန်တော်တို့က create GitHub ဆိုပြီးတော့ကျွန်တော်တို့နှိပ်လိုက်တာနဲ့ GitHub ပေါ်မှာကျွန်တော်တို့ရောက်သွားမှာဖြစ်ပါတယ်အများပဲပုံစံကလည်းကျွန်တော်တို့ဒီမှာပေါ့နော်ဒါဆို CRM system ဆိုလို့ချင်းကျွန်တော်တို့ဒီလိုမျိုးမြင်ရမှာဖြစ်ပါတယ်ဒါဆို GitHub ပေါ်က project ကိုကျွန်တော်တို့ကပြန်ပြီးတော့ download zip file အနေနဲ့ပြန်ဆွဲထားလိုက်လို့ရပါတယ်ဒီမှာကျတော့ကျွန်တော်ကအခုနကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့နေရာမှာပဲပြန်သွားလိုက်ပြီပေါ့နော်ဒီနေရာမှာဆိုလို့ချင်းကျွန်တော်တို့က create new app ဆိုတာကိုကျွန်တော်တို့နှိပ်ပြီးသွားလို့ချင်းကျွန်တော်တို့ဘာဖန်တီးခိုင်းမလဲဆိုတဲ့ဟာကိုဒီမှာကျွန်တော်အစားအဆုံးလုပ်ပြပေးမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့က content မြန်မာလိုပဲကျွန်တော်တို့ခိုင်းလိုက်ရပါတယ်ငါapp တစ်ခုလုပ်ချင်တယ် content writing and copy writing app လုပ်ပေးပါပေါ့နော်ဒါဆိုလို့ချင်းကျွန်တော်တို့က base ကိုနှိပ်လိုက်တာ ਨੇ သူစပြီးတော့ဖန်တီးပေးပါလိမ့်မယ်ကျွန်တော်တို့ data user ကလည်း level လိုမျိုးပဲ level မှာတော့ကျွန်တော်တို့ပတ်စံပေးပြီးတော့သုံးရတယ်တခုခု function တွေခိုင်းနေတယ်ဆိုလို့ချင်းပေါ့နော်ဒါဆိုလို့ချင်းတော့ကျွန်တော်တို့ဘာပြီးသွားပြီလဲလို့ပြောရမှာဆိုလို့ချင်းသူ့ဘက်ကနေပြီးတော့ဖန်တီးပေးတာပြီးသွားပြီပေါ့နော်ဒါက project file project file ပြီးသွားတဲ့အခါဒီအောက်မှာသူပေးထားရှိရပေါ့နော် contribute ချေလို့ရတဲ့ဟာတွေပေါ့
ဒီမှာကျွန်တော်တို့ full screen လုပ်လိုက်ပါမယ် full screen မှာကျွန်တော်တို့က blog ရေးမလား social media ရေးမလားဒီ product နဲ့ပတ်သက်တဲ့ description တွေရေးမလားဆိုပြီးတော့ကျွန်တော်တို့ကဒီရွေးချယ်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတုံးတွေလည်းရွေးချယ်လို့ရတယ်ဒါကိုကျွန်တော်တို့ဒီစပြီးတော့အသုံးပြုလို့ရပါတယ်ဒီတော့ကိုကကိုပိုင် product ထုတ်ချင်တာပဲဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီမှာအသုံးပြုလို့ရတယ်အဲ့ဒါပြင်ကျွန်တော်နောက်ထပ်ထပ်ခိုင်းခြင်းတဲ့ဟာတွေအကုန်လုံးကိုဒီမှာတဖြည်းဖြည်းချင်းထည့်သွားလို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာကျွန်တော် menu bar ထည့်ပြီးပါလို့အကုန်ခိုင်းလို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က project file ရပြီကိုနဲ့ပတ်သက်တဲ့ကျွန်တော်တို့ကိုပိုင် app ကိုပိုင် system တခုကိုကျွန်တော်တို့ရပြီပေါ့နော်အဲ့တော့ကိုကြိုက်တာကိုသုံးလို့ရပါပြီဒါလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Google AI Studio အသုံးပြုနည်းကိုနားလည်မယ်လို့တော့ထင်ပါပြီကျန်တဲ့ကျွန်တော်တို့အခြားသောအသုံးဝင်တဲ့ဒီအပိုင်းတွေလည်းရှိပါတယ်ကိုလေ့လာရင်လေ့လာသလောက်သိပါတယ်ဒီတော့ကျွန်တော်တို့ဆက်ပြီးတော့ learning လုပ်ဖို့လိုပါတယ်ကျေးဇူးတင်ပါတယ်